အားလုံးဝတ်မင်္ဂလာပါခင်ဗျကျွန်တော်တို့ချောင်းတော်ကန်းကြီးကိုအေးမင်းမှကြိုးဆိုပါတယ်နော်ကျွန်တော်တို့ဒီညအပီနီယာအတွက်ပေါ့နော်ကျွန်တော်ဒီဧည့်သည်လေးတွေကျွန်တော်31ရက်12လပိုင်း2025မနက်ဖြန်ဆိုရင်တော့2026ရောက်တော့ပါခင်ဗျကျွန်တော်တို့ဒီနေ့ညနေဒီချောင်းတော်ကန်းကြီးရဲ့အဲကြောင့်မှုလေးတွေကိုတစ်ချက်ရက်ပြပေးထားမယ်ခင်ဗျနော်မှာပါကျွန်တော်တို့တကယ်လို့ချောင်းတော်ကိုလာလဲမယ်ဆိုရင်လည်းဒီတလာပိုင်းနဲ့မှလာလဲမယ်ဆိုရင်လည်းကြိုတင်ပို့ကင်တင်လို့ရပါတယ်ခင်ဗျကိုအေးမင်းရှိမှာနော်တော့ဒီ31ရက်12လပိုင်း2025ပေါ့ကျွန်တော်တို့ဒီနေ့ညနေရပြီးတော့2026ကိုကျွန်တော်ချောင်းသာကန်းကြီးရနေကြိုးစိုးနေတာပေါ့နော်ကျွန်တော်ဧည့်သည်လေးတွေလည်းချက်ပြပေးပါခင်ဗျာဟုတ်ပါတော့ကျွန်တော်ဧည့်သည်ပိုကင်လေးတွေဒီခိုင်ချောင်းသာဟိုတယ်မှာစီးဗူးလေးတွေယူထားတယ်ခင်ဗျာနော်ကျွန်တော်2ရက်နေ့မှပြန်ထွက်မှာခင်ဗျာတစ်ချက်နောက်ပြန်ရိုက်ပြပေးပါခင်ဗျာချောင်းသာကန်းကြီးရဲ့Happy New Year ညပေါ့31ရက်နေ့ည2026မကူခင်လေးပေါ့နော်မနက်ဖြန်ဆိုရင်တော့ကူးတော့မှာနော်ဒီမှာပေါ့ကျွန်တော်ဧည့်သည်ဒါပေမဲ့ဒီဟာလေးကတော့ချောင်းသာကန်းကြီးကိုရောက်ပြီဆိုရင်လည်းကျွန်တော်တို့ချောင်းသာကန်းကြီးကိုရောက်ပြီဆိုတာနဲ့ပင်လေသာကိုအိမ်ချက်လက်ရကောင်းကောင်းလေးစားခြင်းနဲ့ဆိုရင်တော့ဒီချောင်းသာကန်းကြီးမတ်တင်တေးကိုဖုန်းလေးဆက်ဖို့လိုတယ်ခင်ဗျာနော်တို့လာ online ကနေပြီးချိတ်ဆက်ပြီးတော့တို့အရှိမအဲ့လိုမျိုးလာကင်ခိုင်းတာပေါ့ကျွန်တော်ဧည့်သည်လေးတွေရတယ်ဒါတဘာဝမှာတဘာဝ organic ပေါ့ဗျာ organic လေးပေါ့တဘာဝမှာတဘာဝဒီမှာငါပြောပတ်กินနေလေးလောက်တယ်ပေါ့နော်လက်ရလည်းတော်တော်ကောင်းတယ်ခင်ဗျချောင်းသာကန်းကြီးမတ်တစ်နေကဲလို့အဲ့ပင်လေသားတွေပါညာတွေပေါ့နော်စားသုံးလို့မယ်ဆိုရင်တော့ချောင်းသာကန်းကြီးရောက်ပြီဆိုရတယ်မတ်တစ်နေကိုချောင်းသာကန်းကြီးမတ်တစ်နေဆိုပြီး TikTok မှာလည်းရှိပါတယ်လက်ရလည်းတော်တော်ကောင်းတယ်ခင်ဗျဈေးလုံးလည်းတော်တော်လေးလည်းတန်ပါတယ်ပေါ့နော်တော့ဖုန်းနံပါတ်လေးပါချက်ထည့်ထားပေးပါခင်ဗျဟုတ်ဒီဟာတွေကတော့ကျွန်တော်တို့ထောင်းဆောင်ကန်းကြီးရဲ့31ရက်နေ့ညနေဆောင်လေးပေါ့မိုးချုပ်စားလေးပေါ့နော်ဟိုတယ်မီးတွေလာပြီဆိုတော့ကျွန်တော်6နာရီကျော်ပြီခင်ဗျဟုတ်ပါနော်ကျွန်တော်တို့ဟိုတယ်ဆိုရင်တော့ဘိုကင်တင်မယ်ဆိုတော့ကျွန်တော်ခိုင်ချောင်းတာကိုတော့ recommend ပေးပါတယ်ခင်ဗျကျွန်တော်ကတော့လည်းကျွန်တော်ဧည့်သည်တွေလာတိုင်းကိုကျွန်တော်ခိုင်ချောင်းတာဟိုတယ်မှာပဲဒါလည်းချိန်ပါတယ်ကျန်တဲ့ဟိုတယ်လေးတွေတော့ကျွန်တော်တိတ်မချိန်ဘူးပေါ့နော်ဘန်ဂလိုဆိုရင်တော့ဒီ Amazing Hotel ပေး CV2 ပင်လယ်လေးပဲပေါ့အဲ့အလေးနဲ့ကျွန်တော်ချိတ်ဆက်ပါတယ်ပင်လယ်လေးပဲတဲဝင်ရတယ်ပါဟုတ်ချားတော့ကဲကိုအေးမင်းရှိမှာအခန်းပုံပြင်တင်တော့မယ်ဆိုရင်တော့094227505110ပါ2026အတွက်ဒီကနေပြီးတော့ဧည့်သည်အားလုံးကိုကြိုတင်ပြီးဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာသူပဲ